Yesoviaga successor ဆိုတဲ့ပုဂ္ဂိုလ်မရွေးခဲ့ဘူးယဟန်တွေကလည်းခေါင်းဆောင်ဖြစ်မတင်ခဲ့ဘူးထားခဲ့တာဟာဓမ္မပဲဖြစ်တယ်တရားပဲဖြစ်တယ်ဆိုအဲ့တော့တို့အတွက်အရေးကြီးဆုံးဘာလို့ဓမ္မအရေးကြီးဆုံးဆိုတာဒါပညာနဲ့ဆုံးဖြတ်နော်အဲ့ဒါကိုသိပြီးတဲ့အခါပညာနဲ့ဆုံးဖြတ်ငါတို့လိုက်နာကျင့်သုံးအောင်မှာဓမ္မပဲဖြစ်တယ်ဆိုတာအဲ့လိုမဟုတ်ဘဲနဲ့ဘုရားရှိသွားပြီးတော့ငကူနစားသိမ့်မလုံးနဲ့နော်ဘုရားရှိကိုစီဝါရေးမကောင်းဘူးဆိုစီဝါရေးကောင်းမှုဟိုပန်းထိုးဒီပန်းထိုးကုသိုလ်ရရင်တို့ထွင်တော့ပြောရမလို့ပါဘူးနော်ဘေးရဆရာတော်မေးတို့ဘေးရဆရာပန်းမွဲအနီလူရမယ်ဆိုနီဖြူလူရမယ်ဆိုဖြူအဲ့ဒီလိုမဟုတ်မြတ်စွာဘုရားဘာဟောခဲ့တယ်လဲလို့သိအောင်လုပ်ပြီးမြတ်စွာဘုရားဟောတဲ့အတိုင်းငါဘယ်လောက်ကျင့်တယ်လဲဒါအဓိကကြနော်တရားကိုဟောခဲ့တာဘုရားဟောခဲ့တဲ့တရားကိုလိုက်နာဖို့အဓိကဖြစ်တယ်ဒီသဘောတရားကိုသိရှိနားလည်သွားတာပေါ့နော်အဲ့ဒီလိုဒါကြောင့်မို့တတိနဲ့ပညာအသုံးချပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုယ့်ရဲ့နှလုံးထဲရောက်အောင်လုပ်ဗုဒ္ဓသာသနာနဲ့ခေါ်နေတာဟာဘာကိုခေါ်တာတော့ဆိုရင်ဘုရားရဲ့အဆုံးအမကိုခေါ်တာဟောဘုရားရဲ့အဆုံးအမတွေကိုခေါ်တာစေတီပထိုးတွေကျောင်းကန်တွေကိုဘုရားသာသနာလုက္ခဏလို့ခေါ်တာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတွေယဉ်နေရှိနေလို့ဟောဒီစေတီပထိုးတွေကျောင်းကန်တွေဖြစ်နေရတာနော်နည်းနည်းလေးစဉ်းစားကြည့်လိုက်အခုအလင်းရောင်လင်းနေတယ်မဟုတ်လားမျက်စိရှိတဲ့လူတွေအလင်းရောင်တွေတွေ့နေအဲ့ဒီအလင်းရောင်ကဘယ်ဟာရနေတာလျှက်စစ်မီးရရနာမဟုတ်လားလျှက်စစ်မီးဝုတ်ကနေငြိမ်းသွားရင်ဒီအလင်းရှိသေးလားအဲ့နှစ်ခုရှိတယ်နော်လျှက်စစ်မီးရဲ့အလင်းရဲ့လျှက်စစ်မီးကတစ်ခုအလင်းကတစ်ခုနော်လျှက်စစ်မီးတွေထွန်းထားလို့ဒီအလင်းရောင်ရဟိုမီးကိုပြောတာမဟုတ်ဘူးတေချာကြည့်နှစ်ခုရှိတယ်နော်လျှက်စစ်မီးကနေပြီးတော့ခေါ်ထုတ်လိုက်တဲ့အလင်းရောင်ကဒီမှာရှိနေအဲ့ဒီအလင်းရောင်ဟာမီးပြတ်သွားတာနဲ့တပြိုင်နက်မှောက်မသွားဘူးလားအဲ့တိုင်းပဲဒီအကြောင်းနဲ့အကျိုးဆိုတာအဲ့လိုဆက်နွယ်ပြီးတော့နေတာနော်ဘုရားသာသနာရှိနေတဲ့ကာလပတ်လုံးလူတွေရဲ့အသိဉာဏ်ရှိနေမှာပဲဘုရားသာသနာမြတ်စွာဘုရားရဲ့အဆုံးအမတွေရှိနေလို့ရှိရင်ဘုရားကြောင့်ကနေရှိနေဦးအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေရှိနေခြင်းကတရားစစ်ရှိနေခြင်းနဲ့တူတယ်